အလုပ်ပြောင်းတဲ့သူကစိတ်မငြိမ်လို့အလုပ်တစ်ခုကိုမစူးစိုက်နိုင်လို့ဘယ်လိုလုပ်ဒီအလုပ်နဲ့ပတ်သက်ပြီးတော့သင်ခန်းစာရမလားလူငယ်အရွယ်မှာပတ်သက်ရှာဖို့အတွက်အလုပ်တွေ့ကြုံရှာဖို့ကပိုအရေးကြီးတယ်အလုပ်သမားလို့အောက်သက်ကြေခဲ့တဲ့သူကအလုပ်ရှင်ဖြစ်တဲ့အခါအဆင်ပြေတယ်အလုပ်သမားတွေရဲ့အထာကိုသိသွားအလုပ်သမားတို့အလုပ်သမားစိတ်လို့နေအလုပ်ရှင်လို့ညီမှန်းချက်ထားရတယ်စိတ်ကအလုပ်သမားစိတ်လို့နေရတယ်အလုပ်သမားလို့ကျွတ်ကျွတ်နွံ့နွံ့ရှိရတယ်ညီမှန်းချက်ကြအလုပ်ရှင်လောက်ထားအမြဲတမ်းတက်တက်လုံးအလုပ်သမားလုပ်လို့မရဘူးလေဖုန်းတို့မျိုးဆက်ဆိုဟုတ်တယ်မလားအလုပ်ရှင်လို့ညီမှန်းချက်ထားတယ်အလုပ်သမားလို့လုပ်ရတယ်ပြီးတော့ဝန်ထမ်းဆိုဝန်ထမ်းလို့ပဲအောက်သက်ကြည့်အောင်လုပ်ရတယ်ဒါကြောင့်ပညာသင်ယူတဲ့အရွယ်မှာငွေကြီးကြီးနောက်ကျဲမလိုက်နဲ့ပညာဘယ်လောက်ရလဲဆိုတဲ့ဝင်းကျင်ကငွေကြီးတဲ့တန်ဖိုးကြီးပညာတက်တော်တဲ့သူအတွက်ကငွေရမလို့ချင်အောင်ရအဲငွေနောက်လိုက်ရင်တော့ပညာတစ်ခုကိုစုံကန်းတိုင်အောင်အတွေ့အကြုံတစ်ခုကိုစုံကန်းတိုင်အောင်မရရင်တက်တက်လုံးလဲကိုအလုပ်ရှင်မှာဖြစ်ဘူးဒါကြောင့်အလုပ်သမားစိတ်ငွေအောက်သက်ကြည့်ပါစေအလုပ်ရှင်လို့မျောလင့်ချက်ထားရည်မှန်းချက်ထားပြီးကြိုးစားရမယ်